မြန်မာနိုင်ငံတရားစွဲခံထားရတယ်အဲ့တော့ဘယ်ဘက်ကိုပဲအားပေးပါမပျော်သင့်တဲ့ကိစ္စမျိုးဖြစ်တယ်နော်ကျွန်တော်တို့ကြံတဲ့တက်မလို့အားပေးထောက်ခံသူတွေနော်အခုလက်ရှိအစိုးရပေါ့ဗျာလက်ရှိအစိုးရရဲ့စန့်ကျင်ဘက်မှာရှိနေတဲ့သူတွေအကုန်လုံးကတော့တက်မလို့အားပေးထောက်ခံသူတွေကလွဲလို့ကြံတဲ့အဖွဲ့အစည်းတွေအနေနဲ့စောင့်ကြည့်နေမဲ့ကိစ္စမျိုးဖြစ်ပါတယ်အခုကျွန်တော်နိုင်ငံတရားစွဲခံထားရတယ်ဒီတရားစွဲခံထားရမှုကနိုင်ငံကိုတရားစွဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့ကျွန်တော်အကုန်လုံးပါတယ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့မပျော်သင့်တဲ့အရာမှာတော့မပျော်သေးချင်ပါဘူးတေချာတစ်ခုကအခုကျွန်တော်တို့အစိုးရပေါ့ဦးမင်း online နဲ့တကွကျွန်တော်တို့ဗိုလ်ချုပ်တွေရောအကုန်လုံးသောအုပ်ချုပ်သူတွေအကုန်လုံးဟာအခုအခြေအနေအချက်တဲတစ်ခုကိုရင်ဆိုင်နေရတဲ့အတိုင်းအတာရှိပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကအင်နဲ့အားနဲ့ကိုအခုဝင်လုံးနေဖြစ်တယ်နော်ဒီဝင်လုံးနေဆိုဒီကျွန်တော်တို့နိုင်ငံတရားစွဲနေဖြစ်တယ်နိုင်ငံကြီးတွေပါဝင်လာတယ်နိုင်ငံကြီး